အားလုံးပဲမင်္ဂလာပါ All About Medicine မြန်မာကနေတင်ဆက်ပေးမယ့်ဒီရှင်းလင်းချက်လေးကနေကြိုဆိုပါရစေကျွန်တော်တို့နေ့လည်စာဒါမှမဟုတ်ညစာစားပြီးတာနဲ့ဘိုက်ကပြင်ဖြတ်ခွန်းတွေလေးလာတာငိုင်းပြေးလာတာမျိုးခဏခဏကြုံပူကြတယ်မလားအများစုကတော့ဒါကို food coma ဆိုပြီးတာမန်ကိစ္စလေးတစ်ခုလို့သဘောထားတတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဒါဟာတာမန်ငိုင်းမြမှုလေးတသက်မဟုတ်ဘူးဗျာအဲ့ဒီအမြင်မားကြီးကိုဖယ်ရှားပြီးအစားစားပြီး7မိနစ်လောက်လမ်းလျှောက်လိုက်ရုံနဲ့ခန္ဓာကိုယ်ထဲမှာဘလို့အမခံပြောင်းလဲမှုတွေချီသွားလဲဆိုတာကိုအခုပဲလေ့လာကြည့်လိုက်ရအောင်ထမင်းစားပြီး15မိနစ်အကြာမှာတကယ်တမ်းဘာရီမြောက်ဖြစ်လာတယ်လဲဆိုတာစဉ်းစားကြည့်ဘူးကြလားအပြင်းပန်းကြည့်ရင်တော့ကျွန်တော်တို့ခန္ဓာကိုယ်ကြီးကငြိမ်သက်ပြီးအနားယူနေပြောင်ထင်ရတာပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းအထူးသဖြင့်သွေးကြောတွေထဲမှာလေတကယ်ကိုမြန်ဆန်ပြီးကြီးမားလွန်းတဲ့ဇီဝဓာတုပေတာဆိုင်ရာအရေးပေါ်အခြေအနေကြီးတစ်ခုချက်ချင်းဆိုလို့စတင်ဖြစ်ပေါ်နေပြီဆိုတာကိုသိထားဖို့အရင်ရေးကြည့်ပါတယ်ကဲဘာရီများအရေးပေါ်ဖြစ်နေရလဲဆိုတာကိုစက်ကြည့်အောင်အပိုင်းတည့်အနေအတွင်းပိုင်းအရေးပေါ်အခြေအနေဆိုတဲ့အကြောင်းကိုစပြောကြတာပေါ့။ရင်ကြောပိတ်ဆို့တယ်လို့ဖြစ်သွားတဲ့ကျွန်တော်တို့ရဲ့သွေးကြိုးတွေအကြောင်းပါ။ဒီအကြောင်းကိုတေချာလေးမြင်ယုံကြည့်ရအောင်ဗျ။ကျွန်တော်တို့ရဲ့သွေးကြိုးစနစ်ကြီးကိုကားတွေရှင်းလင်းနေတဲ့6လမ်းသွားကားလမ်းမကြီးတစ်ခုလို့သဘောထားကြည့်လိုက်ပါ။ထမင်းတို့ခောက်ဆွဲတို့လိုကစီတက်ပါတဲ့အစားအစာတွေစားလိုက်တဲ့အခါ15မိနစ်ကနေမိနစ်30အတွင်းမှာပဲတကြားချက်တွေဟာအဲ့ဒီသွေးကြိုးတွေထဲကိုအလုံးရင်းနဲ့ဝင်လာပါတော့တယ်။ရှင်းလင်းနေတဲ့ကားလမ်းမကြီးကနေရုံးစင်းချင်းကားတွေကြိတ်ကြိတ်တို့ပိတ်ဆို့နေတဲ့အခြေအနေမျိုးကိုချက်ချင်းကြီးပြောင်းလဲသွားတာပါဒီအခြေအနေဘယ်လောက်ဆိုးလဲဆိုတာနားလည်ဖို့နမကြီး metabolism စေပညာကြားနယ်ကအချက်လက်တစ်ခုကိုကြည့်အောင်တာမန်လူရုပ်ရခန္ဓာကိုယ်မှာတစ်နှစ်ကိုသွေးရင်းတကြားတဲ့ရုပ်တရက်ထိုးတက်မှုအကျဉ်းပေါင်း4000ကျော်လောက်အထိကြုံတွေ့နေရပါတယ်ပေါ်ပြီးအံ့ဩစရာကောင်းတာအဲ့ဒီလိုထိုးတက်မှုများစုဟာအစားစားပြီးမိနစ်30အတွင်းမှာအဓိကဖြစ်နေတာပါပဲစဉ်းစားတာကြည့်ပါတော့ဒါဟာခန္ဓာကိုယ်ကနေစဉ်နဲ့မြတ်တိတ်တဆိတ်ထိခိုက်တန်ရာရနေတယ်ဆိုတဲ့သဘောပါပဲဒီအချက်ကဘာကိုသွားပြနေလဲဆိုရင်သွေးတွင်းတကြားတက်ဒီအလွန်အမင်းထိုးတက်သွားတဲ့အခါအဲ့ဒီ glucose molecule တွေဟာဖန်ခွဲစားလေးတွေမှန်ခွဲစားလေးတွေလိုမျိုးသွေးကြောတွေရဲ့အတွင်းနှံ့ရံတွေကိုကြမ်းကြမ်းကြမ်းပွက်တိုက်ချစ်မိပြီးပျက်စီးစေရတာပါပဲတချိန်တည်းမှာပဲပန်ခရီယာကြီးကလည်းလမ်းကြောင်းရှင်းပြရရဲ့ရန်ထင်းရဲတောင်းလို့အလို့တေအလွန်မြင့်ဖြစ်လာပါတယ်တကြားတက်ဒီကိုရှင်းလင်းဖေရှားဖို့အတွက်အင်ဆူလင်တွေကိုအဆက်မပြတ်အထည်အတန်ထုတ်လုပ်ပေးနေရတော့တာပေါ့ဒီလိုသွေးကြောတွေပျက်စီးတာဟာစီးချိုယောဂရှိသူတွေမှာစိုးရင်ရမယ့်ကိစ္စလို့ထင်နေရင်တော့လုံးဝမှားတော့ပါလိမ့်မယ်2023ခုနှစ်ကထုတ်ဝေခဲ့တဲ့စေပညာကြားနဲ့တစောင်းမှဆိုရင်စီးချိုယောဂမရှိတဲ့သူတွေမှာတော့မှအစာစားပြီးတိုင်းမလွတ်မရှားထိုင်နေမယ်တကြားတဲ့ဒီကိုခဏခဏထိုးတက်ခွင့်ပေးထားမယ်ဆိုရင်လာမက်ဆန်နတာကာလအတွင်းမှာနှလုံးနဲ့သွေးကြိုးဆိုင်ရာယောဂဖြစ်နိုင်ခြင်း34ရာခိုင်နှုန်းအထိအန်အော့ဖ်မြင့်တက်လာနိုင်တယ်လို့အခိုင်အမာဖော်ပြထားပါတယ်ဒါဟာနေ့စဉ်ထမင်းစားတုံးတွေထူတိုင်းအထူးကိယူဆက်ရမယ့်ချက်ကြီးပဲချင်နေပါတယ်ဆိုတော့ဒါကိုဘယ်လိုဖြေရှင်းမလဲအပိုင်းနဲ့ထည့်တဲ့ရိုးဝဲလုံနဲ့ကြွက်သားနဲ့ GLU4 အကြောင်းကိုဆက်သွားလိုက်အောင်ဒီပြဿနာကိုဖြေရှင်းဖို့နီးလန်းရှာကြည့်တဲ့အခါကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေဟာအလေးပင်နေမိုးဖို့ဒါမှမဟုတ်ဗလတောင်းဖို့အလားအပအတွက်တက်ရှိနေတာမဟုတ်ဘူးဆိုတာသွားတွေးရပါတယ်တကယ်တမ်းကြွက်သားတွေဟာခန္ဓာကိုယ်မှာပိုရှန်နေတဲ့တရားဓာတ်တွေကိုအများဆုံးစုပ်ယူဖယ်ရှားပေးနိုင်တဲ့အစွမ်းထက်ဖုံးဆုပ်ဆက်ကြီးတွေပါပဲအဲ့ဒီထဲမှာလူတွေတိတ်တတိမထားမိကြတဲ့လူဟလက်နက်တစ်ခုရှိနေပါတယ်။အဲ့ဒါကို GLU4 လို့ခေါ်ပါတယ်။ဒီ GLU4 တွေကိုကြွက်သားဆဲတဲ့ထဲမှာရပ်နားထားတဲ့တဲယူပို့ဆောင်ရေးကားငယ်လေးတွေဒါမှမဟုတ်လူဟတကားပေါက်လေးတွေအဖေမြင်ရောင်ကြည့်လိုက်ပါ။ပုံမှန်အချိန်မှာဆိုရင်ဒီတကားပေါက်လေးတွေဟာတကြားတက်ကိုသွားတဲ့ဖို့အတွက်အင်ဆူလင်ကအမိန့်ပေးလာမယ့်အချိန်ကိုပဲငိန်ပြီးစောင့်ဆိုင်းနေတတ်ကြပါတယ်။ဒါပေမဲ့တကယ်တော့သူတို့စီမှာအင်ဆူလင်ကိုလုံးဝမလိုပဲတိုက်ရိုက်အလုံးလုံးနိုင်တဲ့လူဟလမ်းကြောင်းတစ်ခုရှိနေပါသေးတယ်။ဒါဟာအနုချင်းမပြောင်းလဲမှမြင်လိုက်မဲ့တကယ်ကိုမော်ဆန်တဲ့လုပ်ငန်းစဉ်တစ်ခုပါပဲ။ကျွန်တော်တို့ဖြည်းဖြည်းမှလမ်းလေးလျှော့လိုက်တာနဲ့ကျွတ်သားတွေလှူရှားပြီးကျုံဆန်လာပါတယ်။အဲ့ဒီလိုလှူရှားလိုက်တာနဲ့တပြိုင်နက်တည်း AMK လို့ခေါ်တဲ့ enzyme ကခန္ဓာကိုယ်ကစွမ်းရည်တွေကိုချက်ချင်းလိုအပ်နေပြီဆိုပြီးအရေးပေါ်အချက်ပြလိုက်ပါတယ်။အဲ့ဒီချိန်မှာပိတ်နေတဲ့ GLU4 တစ်ခါပေါက်ထောင်ပေါင်းများစွာဟာအလိုလျောက်ချက်ချင်းပွင့်လာပြီးတော့သွေးကြိုးတွေကတကြားတဲ့ကေကိုတိုက်ရိုက်ဆိုးပြူလိုက်ပါတော့တယ်တွေ့လားဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာအင်ဆူလင်ထုတ်ပေးစရာလုံးဝမလိုတော့ပါဘူးဒါကြောင့်အလုပ်တွေပင်နေတဲ့ပန်ခရီယာကြီးကိုလည်းအပြည့်အဝအနားပြီးသားဖြစ်သွားစေတာပေါ့တကယ်ကိုမိုက်တယ်မဟုတ်လားဒီအချက်ကိုသိပ္ပံနေကြဘယ်လိုသက်သေပြထားပါလဲဆိုတာလေးကြည့်လိုက်ကြရအောင်2020ခုနှစ်မှာပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုရဆိုရင်အစားစားပြီးတဲ့နောက်ခုံမာဒီတိုင်းစစ်ထိုင်နေလာနဲ့စာရင်10မိနစ်လောက်လေးပဲဖြည်းဖြည်းမှန်မှန်လမ်းလျှော့ပေးလိုက်ရုံနဲ့သွေးတွင်းတကြားတန်ရွရရဲ့ထူးတက်မှုကိုထပ်ပါတိတိရှော့ချပေးနိုင်တယ်လို့အတိအလင်းဆိုထားပါတယ်။ဒါဟာငွေကုန်ကြေးကျလုံးဝမရှိပဲရရှိနိုင်တဲ့တကယ်ကိုအမခံရလက်တစ်ခုပါပဲ။အပိုင်းသုံးအနေနဲ့
ဘိုင်ဟောင်းလောင်းလောင်းလမ်းလျှောက်တာနဲ့စားပြီးစားလမ်းလျှောက်တာဘာကွာလဲဆိုတာနှမ်းရှင်ကြည့်အောင်ပါ လူအများစုသိကြတဲ့မေကွန်းတစ်ခုကမနက်ပိုင်းအစားမစားရသေးခင်ဘိုင်ဟောင်းလောင်းလမ်းလျှောက်တာနဲ့အစားစားပြီးမှလမ်းလျှောက်တာဘယ်ဟာပူကောင်းလဲဆိုတာပါပဲနီလာနှစ်ခုစလုံးမှာသူတို့ကိုယ်ပိုင်အကျိုးကျေးဇူးလေးတွေအသီးသီးရှိကြပါတယ်2021ခုနှစ်လေ့လာမှုအရမနက်ပိုင်းဘိုင်ဟောင်းလောင်းလမ်းလျှောက်တာဟာဂလူကကောင်และကော်တီဆောဟော်မုန်းတွေကိုမြင့်တက်စေပြီးအဆီလောင်ကျွမ်းမှုကို20ကနေ30ရာခိုင်နှုန်းအထိပိုများစေတာအမှန်ပါပဲဒါပေမဲ့တတိထားရမယ့်ချက်တစ်ခုကအရေးပြတ်ထားသူတွေနဲ့စိတ်ဖိစီးမှုအရေးများနေသူတွေအတွက်တော့ဒီဟော်မုန်းဒီကြောင့်ခန္ဓာကိုယ်ကပိုပြီးစိတ်ဖိစီးမှုကိုခံစားရကဝမ်းပိုက်မှာအဆီတွေပိုဆူလာစေနိုင်ပါတယ်။ဒါကြောင့်အစားစားပြီးစအလန်းလျှောက်ခြင်းကတော့ခုနပြောခဲ့တဲ့ GLU4 စနစ်ကိုအထမင်စေပြီးသွေးတွင်းတကြားတာထိုးတက်မှုကိုချက်ချင်းထိန်းချုပ်ပေးနိုင်တဲ့အထက်လူတိုင်းနဲ့တင့်လျော်တဲ့ဘေးချင်းဆုံးတဲ့အကောင်ဆုံးရွေးချယ်မှုဖြစ်ပါတယ်။ ကဲအပိုင်းလေးရောက်လာပါပြီဒါဆိုရင်ဒီအချက်တွေကိုလက်တွေ့ဘဝမှာဘလို့အလေးကျင့်လုပ်ပြီးအသုံးချမလဲဆိုတာကြည့်လိုက်ကြရအောင် ဒီအလေးအကျင့်ကိုနေစဉ်ဘဝမှာလက်တွေ့ကျင့်သုံးဖို့ကအရန်ကိုအရေးကြီးပါတယ်။ခေတ်သစ်အားကစားဆေးပညာကြားနယ်တွေမှာဆိုရင်အစားစားပြီးလမ်းလျှောက်ခြင်းကိုအခမဲ့ရနေတဲ့ဇီဝကမဇီဝတို့တောင်တင်စားခေါ်ဝေါ်နေကြပါပြီဗျာ။အချို့သောစီးချိုအကျိုးအဆန်ရှိသူတွေမှာဆိုရင်စီးချိုကြားဆေးမက်ဖော်မင်တုတ်တာထက်တောင်မှဒီလိုလမ်းလျှောက်ပေးတာကပိုပြီးထိရောက်မှုရှိနေတယ်လို့ဆိုပါတယ်။2023ခုနှစ်ကလူ3000ကျော်ကို9နှစ်ကြာစောင့်ကြည့်လေ့လာခဲ့တဲ့သူတေသနာကြီးအရရလက်တွေကအလွန်ကိုအမခန့်ပါပဲ။ထမင်းစားပြီးတိုင်း10မိနစ်လမ်းလျှောက်တဲ့အလေးချင်းလေးတစ်ခုလုပ်ယုံတဲ့တင်အမျိုးအစားတူးစီးချိုထက်နိုင်ကြီးကို28ရာခိုင်နှုန်းနှလုံးနဲ့သွေးကြောယောဂဖိနိုင်ကြီးကို22ရာခိုင်နှုန်းအထိတိတိတသားကြီးကိုရောကျသွားစေတာခိုင်ခိုင်မာမာသက်သေပြနိုင်ခဲ့ပါတယ်။နားတာရှည်ယောဂတွေကိုကာကွယ်ဖို့အတွက်ဒါဟာအကောင်းဆုံးလက်နက်တစ်ခုပါပဲ။ဒီလိုထိရောက်တဲ့ရလက်တွေရဖို့အတွက်အတိအကျလိုက်နာရမယ့်စီမံလေးတွေရှိပါတယ်။ပထမဦးဆုံးအစားစားပြီးတာနဲ့15မိနစ်အတွင်းမှာလမ်းစစ်လျှောက်ဖို့ကအလွန်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့မိနစ်30လောက်မှလမ်းလျှောက်မယ်ဆိုရင်အကျိုးတက်ရောက်မှုရဲ့60ရာခိုင်နှုန်းလောက်ဆုံးရှုံးသွားပါပြီ။အဲ့ဒီချိန်ဆိုရင်တကြားဓာတ်တီးကအလွန်ရင်းနဲ့ထိုးတက်ပြီးသွေးကြိုးတွေကိုထိခိုက်ပစ္စည်းစေပြီးသွားပြီဖြစ်လို့ပါ။ဒါကြောင့်15မိနစ်အတွင်းစတင်ပြီး10မိနစ်ခန့်ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်ပေးရမှာဖြစ်ပါတယ်။လဲပါတယ်နော်။အချို့အားဖြင့်ပြောရရင်တော့အစားစားပြီးတိုင်းလမ်းလျှောက်ပြီးခြင်းဟာအဖို့တန်ဆုံနဲ့ငွေကုန်ကြေးကြလုံးဝမရှိတဲ့အကောင်းဆုံးစီဝါကမစီဝါပါပဲ။ဘာပစ္စည်းကိရိယာမှမလိုပါဘူးပိစံလဲတပြားမှမကုန်ပါဘူးခန္ဓာကိုယ်ကိုရေရှည်ကြားမှတန်ဆွမ်းစေဖို့အတွက်ဘယ်သူမဆိုအလွယ်တကူလက်လန်းမီပြုလုပ်နိုင်တဲ့အကောင်းဆုံးကြားမှရင်အလေးကျင့်ကောင်းတစ်ခုဖြစ်ပါတယ်ဒီစင်းနှင်းချက်လေးကိုအဆုံးသတ်ဖို့အတွက်မိကွန်းလေးတစ်ခုမြည်ချင်ပါတယ်နောက်တစ်ခါစားစားပြီးတဲ့အခါဒီတိုင်းဆက်ထိုင်နေမလားဒါမှမဟုတ်ကြားမှရေးအတွက်လမ်းလျှောက်ထားမလားအပြင်ထွက်ပြီး10မိနစ်လောက်လမ်းလျှောက်လိုက်ခြင်းဟာမိမိရဲ့ခန္ဓာကိုယ်ရဲ့ဆေးလေးတွေအားလုံးကိုငါတော့အသက်ရှည်ကြားမှခြင်းကိုရွေးချယ်လိုက်ပြီးဆိုရင်တိုက်ရိုက်အချက်ပြစကားပါလိုက်တာပဲဖြစ်ပါတယ်။ဒီကျမရေးဘဟုထုတာတွေကိုတေချာလေးလာပြီးလက်တွေ့လိုက်ပါလှုပ်ဆောင်နိုင်ကြပါစေလို့စန္ဒပြုရင် All About Medicine မြန်မာရဲ့ဒီစင်းလင်းချက်ကိုဒီမှာပဲရနာလိုက်ပါစေ။အားလုံးပဲကျမရှင်လန်းကြပါစေဗျာ။